ပြီးတော့မှဘုရားသခင်ပြည့်စုံပြီးလို့ဒီမှာရှိတဲ့ဒီကောင်မောင်နှမတွေနဲ့ပြည့်စုံရတဲ့ဒီဟာအားလုံးဒီဘုရားရဲ့ကျေးဇူးတော်တက်တက်ဖြစ်တယ်ဆိုတဲ့အရာပထမဦးဆုံးအနေနဲ့ပြောကြားချင်တာဖြစ်ပါတယ်လို့ဆိုတော့ယနေ့ရဲ့ဝေကနေရောက်လာကြတဲ့ပါဝင်ကြတဲ့ဒီကောင်မောင်နှမများအားလုံးပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေကျွန်တော်နာမည်ကတော့အောင်မြင့်ထုံးဖြစ်ပါတယ်ခုနကလည်းနော်မိတ်ဆက်ပေးပြီးသွားပြီနိုင်တာရတဲ့ချင်းတင်းတော်ကကုသိုလ်ဆောင်ဖြစ်ပါတယ်နော်ဝေးကိုရောက်လာတာ3လရှိပါပြီဒီလိမ္မာမှာရှိတဲ့အမိသားစုတွေနဲ့ဒါပထမဆုံးအချိန်တွေ့ဆုံတာဖြစ်ပါတယ်လို့ဒီကနေ့မှာရောက်ရှိလာတဲ့ညီကိုအရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။နှုတ်ကပတ်တော်အတူတကွခံယူဖို့ဖြစ်တဲ့ဆုတောင်းခြင်းနဲ့စပြုရအောင်။ကိုရောဘုရားသခင်ယေရှုတင်တယ်။ကိုရောဒီအစဉ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်။ဒီကနေ့သခင်ဘုရားရှင်ပြန်ချမြောက်ရာနေ့မှာပြန်လေပြီးတော့မှအတူတကွယုံကြည်သူတွေစုဝေးရဲ့သလုံးတော်ပြန်လေပြီးတော့မှကိုရောရဲ့လည်းနဲ့နှုတ်ကပတ်တော်ကိုခံယူဖို့ရအလို့ငါဒီနေ့အချိန်တိုင်းပြင်ဆင်ပေးသောကြောင့်ကိုရောကိုယေရှုတင်တယ်ဒါဒီကစားပလာပဲဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအတွက်အကောင်းဆုံးသောနှုတ်ကပတ်တော်ကိုကိုရောပဲစေလို့ပါကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါသခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်အနန္တကအစာပြုကြပါလေဗျာအာမင်ဆိုတော့မနေ့ကကျမ်းစာသင်တယ်ကျွန်တော်တို့ညမှာပေါ့နော်ကျမ်းစာသင်တယ်ကျမ်းစာသင်တဲ့အခါမှာကျွန်တော်တို့ဘာကောင်းစင်တဲ့ကျမ်းစာသင်တာလဲမနေ့ကလေဧဝံဂေလိဟောရမယ်နော်ဧဝံဂေလိဟောပါဆိုတာကောင်းစင်ဖြစ်တဲ့ချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေယုံကြည်သူတွေကဧဝံဂေလိဟောဖို့ဘုရားသခင်ကတာဝန်ပေးထားတာဖြစ်တယ်။ဘာကြောင့်ဧဝံဂေလိတရားကိုဟောဖို့လိုတယ်လဲဟုတ်တယ်ဧဝံဂေလိတရားမကြားဘူးဆိုရင်ကျွန်တော်တို့ယုံကြည်သူမဖြစ်နိုင်လို့เนาะဒါကြောင့်ကျွန်တော်တို့ကကျွန်မကတော့ဝေးလာကြတဲ့ကနှစ်ချင်းဖြစ်တယ် AG ဖြစ်တယ် RC ဖြစ်တယ် UPC ဖြစ်တယ်အင်္ဂလိကန်ဖြစ်တယ်ခရီးယန်ဖြစ်တယ်ဗုဒ္ဓဘာသာဖြစ်တယ်ဟိန္ဒူဖြစ်တယ်နတ်စားဖြစ်တယ်ဘာမှမဆိုင်ဘူးเนาะခရီးယန်ဖြစ်တာနဲ့ကျွန်တော်တို့ထာဝရအသက်ကို automatic ရတာမဟုတ်ဘူးဒါကြောင့်ဒီကနေ့လောကမှာရှိတဲ့လူတိုင်းကဘသူပဲဖြစ်နေပါစေဒီရဲ့ဖြစ်ခြင်းကအရေးမကြီးဘူးဘာကြောင့်လဲဒီကနေ့အဖေအမေကဗုဒ္ဓဘာသာဖြစ်ခဲ့ရင်တင်းဒီလဲအော်တိုဗုဒ္ဓဘာသာဖြစ်မှာပဲဒါမဆန်းတင်းရဲ့အဖေအမေကခရီးယန်ဖြစ်ခဲ့ရင်တင်းဒီလဲပါလဲခရီးယန်ဖြစ်မှာပဲဒါပေမဲ့စစ်မှန်သောခရီးယန်တော့မဟုတ်ဘူးအဲ့ဒါအမိခံခရီးယန်ဒါကြောင့်ဒီကနေ့သခင်ခရစ်တော်ဘုရားပြောနေတာကဒီနေ့ဘာသာတရားအကြောင်းကိုမပြောဘဲနဲ့သူ့ရဲ့ကယ်တင်ခြင်းတရားတော်အကြောင်းကိုပြောခိုင်းတာဒါကြောင့်အဲ့ဒီဧဝံဂေလိတရားကအရေးကြီးတဲ့အတွက်ကြောင့်ယုံကြည်သူအားလုံးကိုပြောခိုင်းတာဖြစ်ပါတယ်ဒါကတစ်ချက်ပေါ့နောက်တစ်ချက်ကဘယ်လိုလူတွေကဗတ္တိဇံခံရမလဲမိမလူချင်လို့ခံရမှာလားဘယ်ပွဲတော့စားချင်တယ်ဆိုခံရမှာလားဒါဆိုအသက်ပြည့်တယ်ဆိုရင်ခံရမှာလားဒါဆိုရင်ဘယ်လိုလူတွေကဗတ္တိဇံခံရမှာလဲဒီနေ့နှုတ်ကပတ်တော်ပြောနေတဲ့ဗတ္တိဇံခံခြင်းကဘယ်လိုလူတွေကပဲခံရမလဲလို့ပြောနေတာလေညကဘယ်လိုလူတွေဗတ္တိဇံခံရမလဲဆိုယူတဲ့လူတွေဟုတ်တယ်အဲ့ဒီဧဝံဂေလိတရားကိုကြားပြီးတော့မှခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူကတတ်သိထူဘာနဲ့တတ်သိထူရမလဲဗတ္တိဇံနဲ့တတ်သိထူဧဝံဂေလိတရားကိုမကြားဘဲနဲ့ဗတ္တိဇံနဲ့တတ်သိထူတဲ့လူတိုင်းကတော့ဗာလဲရေငုပ်တဲ့အဖွဲ့တွေရတာရေငုပ်တဲ့အဖွဲ့ကယ်တင်ခြင်းဘာမှမရဘူးဒါဆိုဆရာဗတ္တိဇံမခံခင်မှာခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်နဲ့နာမ၌ပေးတယ်လေဗတ္တိဇံမခံခင်မှာတရုတ်ဆရာမေးတယ်လေယေရှုကိုယုံကြည်လားလို့ပြောတယ်လေယုံကြည်တယ်လို့ပြောတဲ့လူပဲလေသူတို့နဲ့ဝန်ခံတယ်လေပြောကောင်းပြောမယ်ဒါပေမဲ့ပါပြန်ပြောလေစိတ်နှလုံးကိုတည်တော်မူသောဘုရားသခင်သည်တန်ရှင်းသောဝိညာဉ်တော်ကိုငါတို့အားပေးသည့်ဤသူတပါးအမျိုးသားတွေကိုလည်းပေးတယ်ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်တစိတ်ခတ်ခြင်းခံရတဲ့သူကဘာလို့လဲဆိုရင်စိတ်နှလုံးနဲ့ယုံကြည်တဲ့သူကိုတန်ရှင်းသောဝိညာဉ်တော်တစိတ်ခတ်တယ်เนาะဒါကြောင့်ဒီနေ့နားလည်စေချင်တယ်ဗတ္တိဇံခံပြီးတဲ့သူတိုင်းကယ်တင်ခြင်းမရပါဘူးစစ်မှန်တဲ့နှလုံးသားနဲ့ယုံကြည်ပြီးတော့မှဗတ္တိဇံနဲ့တတ်သိထူတဲ့သူကပဲကယ်တင်ခြင်းရတာဖြစ်ပါတယ်เนาะဒါကြောင့်ဒီကျွန်တော်တို့တတ်တာလည်းမှာခရစ်တော်ခိုင်းတဲ့ဧဝံဂေလိဟောဖို့โอเคဒီကနေ့ကျွန်တော်တို့ကပ္ပတော်အပြင်သူကပြန်လဲပြီးတော့မှကိုအားယူမဲ့ခေါင်းစဉ်ကဘာလဲဆိုရင်ခ
ရစ်တော်အတွက်အသက်ရှင်ပါဆိုတဲ့ခေါင်းစဉ်ဖြစ်တယ်အဲ့ဒီခရစ်တော်အတွက်အသက်ရှင်ဖို့ရန်ဘသူတွေကိုပြောတာလဲဆိုရင်ယုံကြည်သူတွေကိုပြောတာဖြစ်တယ်တစ်ကောအခန်းကြီး1အပိုင်းငယ်23ကိုကျွန်တော်တို့ကြည့်ရအောင်တစ်ကောအခန်းကြီး3အပိုင်းငယ်23ကျွန်တော်ဖတ်ချင်တယ်သင်တို့သည်လည်းခရစ်တော်အဖို့ဖြစ်ကြ၏ခရစ်တော်သည်လည်းဘုရားသခင်အဖို့ဖြစ်တော်မူ၏တဲ့ဆိုတော့သင်တို့သည်လည်းခရစ်တော်အတွက်ဖြစ်တယ်ဘသူတွေလဲခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းကိုပြောတာဖြစ်တယ်နောက်တစ်ခုဗာပြန်ပြောလဲဆိုခရစ်တော်ကတဲ့ဘုရားသခင်အတွက်ဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ခရစ်တော်လူစားကြည့်ခံတဲ့အခါမှာဒီလောကထဲမှာ33နှစ်နော်ကြော်အသက်ရှင်သွားခဲ့တယ်သူတရားပြတယ်တကူပြတယ်သူခရစ်တော်ဒီဘုရားအတွက်သက်ရှင်ခဲ့တယ်သူစမ်းတာတကူကသူတပည့်တော်တွေပါပြောလဲဆိုတော့နော်ဘုရားသခင်ပြောခိုင်းတာကိုပဲငါပြောတယ်တဲ့ငါရဲ့စိတ်သဘောစိတ်ဆန္ဒနဲ့ဆိုငါမှပြောစရာတွေအများကြီးရှိတယ်တဲ့ဒါပေမဲ့လေတဲ့ဘုရားပြောခိုင်းတာကိုပဲပြောတယ်တဲ့ဆိုတော့ဒီနေ့ယေရှုခရစ်တော်ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီလောကကြီးထဲမှာ33နှစ်ကျော်အသက်ရှင်ခဲ့တဲ့အချိန်မှာသူရဲ့စိတ်ကြိုက်သူရဲ့သဘောနဲ့အသက်လုံးဝမရှင်ခဲ့ဘူးဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ယုံကြည်သူတွေရဲ့စံပြပုဂ္ဂိုလ်ကဘာတူလဲလို့ပြောရင်ထိုခရစ်တော်ဘုရားပဲဖြစ်တယ်အာမင်ဆိုတော့အဲ့ဒီခရစ်တော်နီးတူအသက်ရှင်တဲ့လူတစ်ယောက်အကြောင်းဒီနေ့ကျွန်တော်တို့အတူတကွခံယူဖို့ဖြစ်တယ်အဲ့ဒီသူတစ်ယောက်ကဘာတူလဲဆိုရင်တမန်တော်ကြီးရှင်ဘောလူပဲဖြစ်တယ်တမန်တော်ခန်းကြီး8အပိုင်းငယ်လေးကနေကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီတမန်တော်ကြီးပေါလုမဖြစ်ခင်ရှောလုဆိုတဲ့နာမည်နဲ့သူကဖာရိရှဲဖြစ်တယ်သူရဲ့အကြောင်းကိုဖိလိပ္ပိအခန်းကြီး3အပိုင်းငယ်9ကနေ10ထိကြည့်မယ်ဆိုကျွန်တော်တို့တွေ့ရတယ်သူရဲ့နော်ကိုရေးရာဇဝင်ကပါလဲဆိုရင်ငါသည်တဲ့ရှင်ရမြောက်သောနေ့၌အရေးပြားသီးတဲ့သူဖြစ်တယ်တဲ့ငါကားတဲ့နော်ဗေယံမင်းအနွယ်ဖြစ်တယ်တဲ့နော်တရားအားဖြင့်ကြည့်မယ်ဆိုရင်ငါကဖာရိရှဲဖြစ်တယ်တဲ့စိတ်အားကြီးခြင်းကိုမေးပြန်တော့တဲ့ဗာလဲအသင်းတော်ကိုညှင်းဆဲတဲ့သူဖြစ်တယ်တဲ့ဘယ်အချိန်မှလဲလို့ပြောရင်ခရစ်တော်ကိုမရခင်မှာဒါပေမဲ့ယူဒဘာသာဝင်ယူဒထုံးတမ်းအစဉ်လာရကျွန်တော်တို့ကြည့်မယ်ဆိုရင်သူကတော့ကျမ်းတက်ဒီခေတ်ဒီခါနဲ့ပြောမယ်ဆိုရင်ဒေါက်တာဘွဲ့ရပါတော့ကျမ်းတက်ပုဂ္ဂိုလ်ကျမ်းစာကိုအာကုန်ဆောင်တဲ့သူဖြစ်တယ်အယံဖြောင့်မတ်တဲ့အယံစင်ကြယ်တဲ့လူအနေနဲ့ကကြည့်ရပေမဲ့ဖျားရှိမှတော့သူကမစင်ပဲဖြစ်နေတယ်။ဘာကြောင့်လဲခရစ်တော်ကိုမရသေးလို့ဖြစ်တယ်။ဒါပေမဲ့အဲဒီသူကတနေ့မှာခရစ်တော်ကိုရလာတဲ့အခါမှာသူကဘလို့အသက်ရှင်တယ်လဲဆိုရင်ယောမဩဝါဒစာအခန်းကြီး1အပိုင်းငယ်14ကိုကျွန်တော်တစ်ချက်လောက်ဖတ်ချင်ပါတယ်။ပေရတလူဖြစ်စေလူရိုင်းဖြစ်စေပညာရှိဖြစ်စေပညာမဲ့ဖြစ်စေလူအမျိုးမျိုးတို့၏ကြွေးသည်ငါ၌တင်လျက်ရှိ၏တို့ဖြစ်နေငါတက်နိုင်သမျှအတိုင်းယောမမြို့သားဖြစ်သောသင်တို့အားဧဝံဂေလိတရားကိုဟောခြင်းငါစေတနာစိတ်ရှိ၏16ကျွန်တော်ဆက်ဖတ်ချင်ပါတယ်ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောက်၌ဟေလသလူယုံကြည်သမျှသောသူအပေါင်းကိုကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်၏တမန်တော်ခန်းကြီး8ပိုင်းရဲ့၄ကိုကျွန်တော်တို့ကြည့်နေသေးတဲ့အချိန်မှာသူကခရစ်တော်တော့မရသေးဘူးဘာလို့လုပ်နေတယ်ဆိုရင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့တပည့်တော်တွေကိုသူကပါလဲဆိုရင်လိုက်ဖမ်းတယ်ဧဝံဂေလိဟောနေတဲ့လူကိုလိုက်ပြီးတော့စီးတားတယ်ဖမ်းတယ်ထောင်ထဲထည့်တယ်သူကနော်ဘာသာရေးမှာအရန်အားကြီးတဲ့သူပဲဖြစ်တယ်ပြောချင်တာကပေါလုကခရစ်တော်ကိုမရခင်မှာဘယ်အပိုင်းမှာအားကြီးလဲလို့ပြောရင်ခ
ဂိုင်းကနာယူဒဘာသာဆိုတဲ့ဂိုင်းကနာဘက်မှာအားကြီးတယ်ဘာသာရေးဘက်မှာအားကြီးတယ်တမန်တရားမှာပြက်ပြက်သားသားမရက်တည်ပဲနဲ့သူရဲ့အသက်ရှင်ခြင်းဒီဘာလဲဆိုရင်ငါတို့ဆိုတဲ့ဇာတိစိတ်သဘောနဲ့သူအသက်ရှင်နေတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကိုရလာတဲ့အခါမှာယောမခန်းကြီး1အပိုင်းငယ်14ကနေ16ထိကြီးတဲ့အခါမှာတဲ့နေရသားလူဖြစ်စေနော်ပညာရှိဖြစ်စေလူရိုင်းဖြစ်စေလူအမျိုးမျိုးရဲ့အကျွေးကငါ့မှာတင်နေတယ်တဲ့အဲ့ဒီအကျွေးကဘာအကျွေးများဖြစ်မလဲဘာအကျွေးလဲအဲ့ဒါချီးထားတဲ့ပတ်စံရဲ့အကျွေးလားဧဝံဂေလိဟောရမယ့်အကျွေးဘာကြောင့်သူကအဲ့လိုခံယူတယ်လဲဆိုရင်ဘုရားသခင်ဒီကျွန်တော်တို့ကိုမဟာစေခိုင်းချက်ညကဝင်လာတဲ့တရားဟောချက်ဧဝံဂေလိတရားဟောရမယ်ဆိုတဲ့ခရစ်တော်ရဲ့မဟာစေခိုင်းချက်ကိုသူကြားတဲ့အခါမှာဘုရားငါ့ကိုတာဝန်ပေးထားတယ်ဆိုတဲ့ခံယူချက်သူ့မှာအပြည့်ရှိတယ်အဲ့ဒီနှုတ်ကပတ်တော်ကိုသင်ကြားတဲ့အခါမှာသင်ရောဘယ်လိုခံယူတယ်လဲဟာအဲ့ဒါငါလည်းဆိုင်တယ်ဥရောဆောင်နေလည်းဆိုင်တယ်ငါပါဆိုင်လို့လေညကျွန်တော်ပြောပြီးသွားပြီယုံကြည်သူတိုင်းဧဝံဂေလိဝေငှနိုင်ရမယ်ဝေငှတက်ရမယ်ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုအဲ့ဒီဧဝံဂေလိတရားခရစ်တော်သင်ကိုဘယ်လိုကဲလဲသူရဲ့ကဲတဲ့ခြင်းတရားကိုကြားပြီးတော့ပဲသူသင်ကဘုရားသားဖြစ်တာလေငါကတော့မပြောတတ်ဘူးဆိုတာကိုယ့်ကိုပြန်စဉ်းစားကြည့်နော်တချို့ချစ်တော်သွားတဲ့အခါမှာဧဝံဂေလိငါမဝေငှတက်ဘူးငါရဲ့စုကြည်ယူမဟုတ်တဲ့အမှုတော်ဆောင်တွေတွေ့နေရလို့လေဘာမှမဆိုင်ဘူးလေဘာမှမဆိုင်ဒီကနေ့ယုံကြည်သူတိုင်းကိုဧဝံဂေလိတရားခရစ်တော်သင်ကိုဘယ်လိုကယ်တင်လဲဆိုတာကိုသင်ကြားတဲ့အတွက်ကြောင့်သင်ဒီယုံကြည်တယ်အဲ့ဒီယုံကြည်ခြင်းတရားတော်ကိုသင်ဒီသင်ရဲ့တကယ်ချင်းမိတ်ဆွေညီကိုမောင်နှမတွေကိုပြန်ပြောဖို့ရန်အတွက်ဖခင်ကကျွန်တော်တို့ကိုမိန့်မာထားတာပေါလုကဒီလိုခံယူတယ်ငါမှအကျွေးရှိတယ်တဲ့ဘာကြောင့်လဲငါအဲ့ဒီယောမနိုင်ငံမှာရှိတဲ့လူဒန်းစားမျိုးစုံကိုငါဧဝံဂေလိတရားမဟောရသေးဘူးတဲ့ငါစေတနာစိတ်ရှိတယ်တဲ့ငါဟောဖို့ပြင်ဆင်ထားတယ်ဘာကြောင့်လဲလို့ပြောရင်ပေါလုကခရစ်တော်ကိုမရခင်မှာဂိုင်းကနာအတွက်သက်ရှင်တယ်လူမျိုးအတွက်သက်ရှင်တယ်မှန်ပါတယ်ဒါပေမဲ့ဒီနေ့ခရစ်တော်ကိုရတဲ့အခါမှာသူဒီဘုရားသခင်အတွက်အသက်ရှင်တာဖြစ်တယ်အာမင်အဲ့ဒီလိုပါပဲဒီနေ့ညီကိုမောင်နှမများကျွန်တော်တို့ဒီကိုဘုရားသားလို့ပြောပေမဲ့ဒီကနေ့ကျွန်တော်တို့ဘယ်ရေးရမှာအားကြီးနေတယ်ဘယ်အပိုင်းမှာအားကြီးနေတယ်ကျွန်တော်ပြန်ပြီးတော့စဉ်းစားဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ငါ့ပြက်ပဲဝင်ငါတဲ့ခါကျတော့တချို့အမှုတော်ဆောင်တွေကကျွန်တော်သိမတည့်ဘူးဒီနေ့ကျွန်တော်တို့ကခရစ်တော်ရဲ့ကြုံဆိုရင်ကျွန်တော်တို့ဟောရမယ့်အရာကဒီတမန်တရားစစ်တယ်ဒီတမန်တရားကလွဲလို့ကျွန်တော်တို့ပြောစရာမရှိဘူးဒါကြောင့်ဒီနေ့တမန်တရားကိုတွေ့ဖွယ်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုတာခရစ်တော်ရဲ့ကြုံမဟုတ်ဘူးလို့ကျွန်တော်အပြတ်ပြောတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်နေတဲ့အခါမှာဒီခရစ်တော်အတွက်အသက်ရှင်ဖို့ပဲဒီနေ့ကျွန်တော်တို့ကိုခရစ်တော်ကစေခိုင်းထားတာဖြစ်ပါတယ်။ဘာကြောင့်လဲသင်တို့ဒီခရစ်တော်အတွက်ဖြစ်တယ်။ခရစ်တော်ကလည်းဘုရားသခင်အတွက်ဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ကဘာကြောင့်ခရစ်တော်အတွက်ဖြစ်ရတယ်လဲလို့ပြောရင်တစ်ကော6:19-20မှာဒီလိုဒီအဖို့နှင့်ဝယ်ယူတော်မူသောသူဖြစ်၍နော်ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ခန္ဓာစိတ်ဝိညာဉ်အဖြစ်ဘုရားသခင်ဤဂုဏ်တော်ကိုထင်ရှားစေကြတော့ဒါကြောင့်ခရစ်တော်ကကားရိုက်ပေါ်မှာကျွန်တော်တို့ကိုသူ့ရဲ့အသွေးတော်အားဖြင့်ရွေးဝယ်တယ်သူ့ရဲ့အသက်နဲ့ရွေးဝယ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်အားလုံးဘယ်သူပိုင်လဲလို့ပြောရင်ဘုရားပိုင်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာကိုဘယ်သူအတွက်ပေးဖို့လဲဆိုဘုရားအတွက်ပေးဖို့နိုင်ငံတော်အတွက်ပေးဖို့ဒါပေမဲ့တချို့မှုတော်ဆောင်တွေကဂိုင်းကနာအတွက်ပဲအလုံးလုံးနေတဲ့ဖွဲ့တွေရှိပြန်အောင်ညကျွန်တော်ပြောတယ်လေငါတို့ဘိုင်လောကဒီလိုငါတို့ဘိုင်လောကဒီလိုငါတို့ဘိုင်လောကဒေါက်တာပွဲရမှာငါတို့ဘိုင်လောကရေပွဲရမှာငါတို့ဘိုင်လောကငါတို့အတိမပြုချမ်းစာကြောင့်တတ်မှဆိုတော့လောတွေနဲ့ကျွန်တော်တွေ့ကြုံရတယ်ဒီနေ့ကျွန်တော်ရှင်းရှင်းလေးပြောချင်တာကဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်မှာအသင်းတော်ကိုဘယ်လိုဥဆောင်ရမလဲဆိုတာပါပြီးသားတမန်တော်ခန်းကြီး6ကိုကျွန်တော်တို့ကြည့်ရင်ဟေလနစ်မုတ်ဆိုးမတွေကိုလုံကျွေးရတဲ့အချိန်မှာ
ပေတရုနဲ့ယောဟန်ကအဲ့ဒီမိုးဆိုးမတွေကိုသမီးချက်ကျွေးရတယ်နှုတ်ကပတ်တော်ကျွေးရတယ်နော်အစအစရအောက်ခြေရအစသူတို့လုံးရတဲ့အခါမှာပေတရုကဘာပြောလဲဆိုယောဟန်ဟာတဲ့ငါတို့ဒီနေရာမှာအချိန်ကုန်ဖို့မသိတော့ဘူးတဲ့ဒါကြောင့်ဒီငါတို့နေရာမှာနော်ငါတို့ကိုစားဒီမိုးဆိုးမတွေကိုလုံကျွေးဖို့ရန်အတွက်ငါတို့လူ9ယောက်ရွေးရမယ်တဲ့မင်းနဲ့ငါကြတော့ဘာလို့ရမလဲဆိုရင်တဲ့နှုတ်ကပတ်တော်ဝင်ငါချင်းကျမ်းစာဖတ်ခြင်းစုတောင်းခြင်းမှာပဲငါတို့အချိန်ကုန်ရမယ်တဲ့ငါတို့ကဒီကဏ္ဍတွေလုပ်နေတဲ့အခါကြတော့တဲ့ဟာငါတို့ကျမ်းစာလည်းမဖတ်နိုင်တော့ငါတို့ဖျားကိုအချိန်မပေးနိုင်တော့ဒါကြောင့်ငါတို့ကတဲ့နှုတ်ကပတ်တော်ဝင်ငါမယ်စုတောင်းပေးမယ်ကျမ်းစာဖတ်မယ်ဒီຢာတွေကိုပဲလုပ်ရအောင်လေဒီချက်ပြုတ်ကျွေးဝေးလုပ်ကျွေးတဲ့အစငါတို့ဟိုဒီအတရေရှိတော်သူတွေကိုငါတို့ရွေးချယ်ရအောင်9ယောက်အောင်ဒါကြောင့်ဒီနေ့နားလည်စေချင်တယ်အမှုတော်ဆောင်အလောကဘာလဲနှုတ်ကပတ်တော်ပြောနေတယ်အမှုတော်ဆောင်အလောကဘာလဲတင်အောအလောကဘာလဲဆိုရင်နှုတ်ကပတ်တော်ဝင်ခမယ်ကျမ်းစာဖတ်မယ်ယုံကြည်သူတွေကိုလိုက်ပြီးတော့တအိမ်ဝင်တအိမ်ထွက်လိုက်စုတောင်းပေးမယ်အဲ့ဒါဘုရားပေးထားတဲ့တောင်းအဲ့ဒါသူတို့လို့ဒါဆိုရင်တင်းထောက်တွေအသင်းတော်လူကြီးစကယ်ထရီချမ်းမဲတွေဘာလို့ဖို့လဲဟုတ်တယ်မလားအသင်းတော်မှာသူတို့လိုအပ်တဲ့ຢာတွေကိုလှုပ်ဆောင်ဖို့ပဲအဲ့ဒါသူတို့လို့တင်းအောင်ဆရာနဲ့မဆိုင်ချင်းတောင်ရောက်တော့အာနာပြတဲ့တင်းအောင်ဆရာတွေနဲ့ကျွန်တော်သွားတိုးတာပဲသွားတိုးတော့နေတော့ဘာလို့ငါတို့ပါစတာတွေကိုပြောငါတို့ပါစတာတွေမသိရင်နေတော့ဘာမှလုပ်နိုင်ခွင့်မရှိဘူးအဲ့ရွာရောက်တော့ပြဿနာတစ်ခုကျွန်တော်တွေ့ကြုံရတယ်သူတို့ကျွန်တော်ပြောပြတာအဲ့ရွာမှာရှိတဲ့ရွာတရွာကစုတောင်းတဲ့စုတောင်းဆောင်ပေါ့စုတောင်းဆောင်ကခြားတွေပါကိုက်ပြီးတော့မှလေခြေတွေပါကိုက်ပြီးတော့မှပြတ်သွားပြီအဲ့ဒါနဲ့လူတယောက်ကဩစတြေးလျမှာရှိတဲ့ညီကိုတယောက်နဲ့ဟိုချိန်ထားတာမဟုတ်ပါဘူးဖုန်းပြောဖြစ်တာဖုန်းပြောဖြစ်တော့ဟိုရွာမှာဖြစ်တဲ့အကြောင်းလေးပြောပြတယ်အေးဟုတ်တယ်ငါတို့အခုငါတို့ရဲ့စုတောင်းတောင်ကစုတောင်းဟိုစုတောင်းတဲ့အဆောင်ကဟိုခြားတွေစားပြီးတော့မှပြက်နေပြီအဲ့ဒါဟိုနေတို့ဟိုဖြစ်နိုင်ရင်ပါဝင်ပေးနိုင်တော့ကောင်းတာပေါ့မပါဝင်ပေးနိုင်ရင်ပြဿနာမဟုတ်ဘူးပေါ့ဆိုစကားချုံလို့ပြောလိုက်တာအဲ့ဒါနဲ့ဟိုတယောက်ကဩစတြေးလျတယောက်ကစိတ်ထဲမှာတိုးထိသွားတာအဲ့ဒါနဲ့သူ့မိန်းမကိုတော့ပြောတယ်တဲ့ရေးအဲ့လိုငါစကားပြောဖြစ်တယ်အဲ့လိုပြောတယ်တဲ့ဘယ်လိုလဲဆိုအဲ့နဲ့သူကဘာပြောလဲဆိုတော့သူ့မိန်းမကနေပြီးတော့အဲ့မှာသူတို့ရွာထဲကရှိတဲ့3-4ယောက်စုပြီးတော့မှသူတို့ဘယ်လောက်ပို့ပေးလဲဆို10သိန်းပို့ပေးတယ်ဟာကျေးဇူးတော်ပဲဖြစ်တယ်နော်10သိန်းပို့ပေးသူတို့မထင်ပါဘူးဘောအားဆိုတိတိပါဖြတ်ပြီးတော့မှ10ပေပတ်လဲစောင့်တယ်ဗောသူတို့အရန်ပျော်နေတာအဲ့ဒါနဲ့သူကဝမ်းသာစွာနဲ့အိမ်တိမ်မှာစုပြီးတော့မှသင်းအောင်ဆရာကိုခေါ်ပြီးတော့အကြောင်းပြောပြတာသူတို့ကဝမ်းသာလို့သူတို့ထင်တာကသင်းအောင်ဆရာအရင်ပျော်သွားမယ်ထင်နေတာဟာနေတို့အဲ့ဒါငါလုပ်ရမယ်အလုပ်နော်အဲ့ဒါကိုနေတို့ကလုပ်ပေးတယ်နေတို့ကကူညီပေးတယ်ငါကသူများတွေကိုအဲ့လိုပြောပြရမယ်ဆိုနေတို့ကပြောပြတယ်အခုအကျိုးမြတ်ရလာတယ်ဝမ်းသာပေးမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့သူကတင်းအောင်ဆရာကိုခေါ်ပြီးတော့မှတင်းတော်လေးကြီးတဲ့စီဝေးလုပ်တာအဲ့ဒါမှတင်းအောင်ဆရာထပြီးပြောတော့တာပဲပြီးတော့သူကသူ့ရဲ့ခွင့်ပြုချက်နဲ့စပွန်ဆာတောင်းတာပြီးတော့စပွန်ဆာတောင်းမယ်ဆိုငါ့ကိုပြောလေငါခွင့်ပြုချက်ရမှာမျိုးစပွန်ဆာတောင်းလို့ရမှာပေါ့ဆိုထပြောတဲ့ခါကျတော့အဲ့ဒီမှာပဲစကားတွေညာကြဆိုတော့ဒီကနေ့ပါလေကျွန်တော်ဘာပြောချင်နေတာလဲဒီနေ့ဘုရားသခင်ကျွန်တော်တို့ကိုပေးထားတဲ့တာဝန်အသီးသီးရှိတယ်ဆိုတဲ့အရာကိုနားလည်စေချင်တာဒါကြောင့်တင်းအိုပါစတာအလောကဘာလဲဒီနေ့တင်းချောင်းလူကြီးတွေအလောကဘာလဲတမန်တရားကကျွန်တော်တို့ကိုပြောပြီးသားအဲ့ဒီအတိုင်းကျွန်တော်တို့ကနိုင်ငံတော်အတွက်အတူတူလုပ်မယ်ဆိုဘုရားရဲ့နိုင်ငံတော်ကကြီးထွားမှာဖြစ်တယ်ဒါပေမဲ့ဒီကျွန်တော်တို့အသင်းတော်ကိုဥဆောင်တဲ့အခါမှာဟိုတယောက်ကလည်းငါဆိုတဲ့ဇာတိနဲ့ဒီတယောက်ကလည်းငါဆိုတဲ့ဇာတိနဲ့အဲ့ဒီလိုအသင်းတော်ထဲမှာကျွန်တော်ရှိနေတဲ့အခါမှာအသင်းတော်ဒီကြီးထွားတဲ့တလောက်မကြီးထွားပဲနဲ့နေ့တည်းတာကြားလာတာဒါပဲဖြစ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တွေဒီနှုတ်ကပတ်တော်အတိုင်းမသွားလို့နှုတ်ကပတ်တော်အတိုင်းအသက်မရှင်လို့ဖြစ်ပါဒီနေ့တင်းထောက်လူကြီးတွေကိုရွေးချယ်တဲ့အခါမှာဘယ်လိုရွေးချယ်ကြကျမ်းစာထဲမှာပြောတာကတော့ဝိညာဉ်တော်နဲ့၎င်းယုံကြည်ခြင်းနဲ့၎င်းပြည့်စုံသောသူအတ္တရေရှိသောသူကို
တင်းထောက်တွေခန်းကြပါအတွင်းမှုတွေခန်းကြပါလို့ပြောတယ်ဘန်ကောက်ကျွန်တော်ရောက်လာတဲ့အချိန်မှာတင်းတော်တစ်ခုမှဝင်ငါတော့အဲ့เจ้าဝင်ငါတော့ကဲဒီလိုတင်းတော်ဘလို့အတင်းထောက်လူကြီးတွေခန်းကြတယ်လို့ပြောတဲ့ခါမှာတော့ပါလေဆရာကကျွန်တော်တို့ကတော့မဲဆွဲတာလေမဲဆွဲတာတလားဟိုတေးဥဆရာရှိတယ်မဲဆွဲတာရိုင်းကြီးရတယ်ဆိုတော့ဒီနေ့ကျွန်တော်နားလဲစေချင်တယ်ဒီနေ့ကျွန်တော်တွေ့ဖို့မြင်မှုတဲ့သူတွေကတင်းထောက်ကိုဘလို့ရွေးတယ်ဆိုရင်ဟာသူကပညာရှိလားသူကပတ်စံရှိလားသူကပြောနိုင်ဆိုနိုင်လားဆိုတဲ့အရေးချင်းတွေကြည့်ကြတယ်သူကပညာတတ်လားဆိုတဲ့အရေးချင်းတွေကြည့်ကြတယ်ဒါမဲ့ဘုရားသခင်ပြောနေတာကအဲ့ဒီအရေးချင်းတွေတခုမှမပါဘူးဘာလဲဆိုရင်ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အရာဖြစ်သောကြောင့်ဝိညာဉ်ရေးရာမှာကြီးထွားသောသူဝိညာဉ်ရေးရာနဲ့တွားသောသူဘုရားကိုချစ်တော်သူအစေခံနိုင်သောသူနှိမ့်ချခြင်းရှိသောသူအတရေရှိသောသူနမင်ပြတ်မရှိသောသူကိုရွေးချယ်ပါဒါမှပုံသက်တွေဖြစ်မှာဟိုကပြောနိုင်တယ်ဆိုနိုင်တယ်အယတမဖြစ်နေတယ်ပတ်စံရှိတယ်တော့ပြောလေဘယ်ပုံသက်တွေရှိလဲတင်းတော်ကကြီးထွားလာစရာအကြောင်းမရှိဘူးဆိုတော့ပြောချင်တာကဒီနေ့နှုတ်ကပတ်တော်အတိုင်းမတွားဘဲနဲ့ဒီနေ့ကျွန်တော်တို့သွန်သင်ချက်တွေနဲ့တွားတဲ့အခါမှာအသိတော်သည်ကြီးထွားတဲ့လောက်မကြီးထွားတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ခုနကျွန်တော်တွေ့ကြုံရတဲ့အရာဘာလဲဆိုရင်နှုတ်ကပတ်တော်ကိုဝင်ငှားတဲ့အခါမှာဒီကနေ့နော်နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ဖို့နှုတ်ကပတ်တော်ကဘာပြောနေတယ်လဲဒီတိုင်းအသက်ရှင်ဖို့ပြောတဲ့အခါမှာဘာပြန်ပြောလဲဆိုတော့ငါတို့ရဲ့လောကဒီလိုငါတို့ရဲ့လောကဒီလိုဆိုတော့ဒီနေ့ကျွန်တော်နားလည်စေချင်တယ်ဂိုင်းကနာရဲ့လောနဲ့ဂိုင်းကနာရဲ့လောကတစ်ဖက်မှာဘယ်သူဆွဲတာလဲဆိုရင်ပညာရှိပုဂ္ဂိုလ်တွေဆွဲတာလူဆိုတဲ့ပုဂ္ဂိုလ်ဆွဲတာဒီနေ့နှုတ်ကပတ်တော်ဆိုတာဘာလဲဆိုရင်ဘုရားရဲ့တရားတော်စစ်စစ်ဖြစ်တယ်ဒါကြောင့်ဒီနေ့ခရစ်တော်ရဲ့တရားပလင်မှာစီရင်ချင်းရောက်လာတဲ့အခါမှာခရစ်တော်လက်ခံတဲ့အရာဒီသူ့ရဲ့စကားအတိုင်းပဲဖြစ်တယ်ဒါကြောင့်သင်ဒီလောကမှာအသက်ရှင်တဲ့အခါမှာသူ့ရဲ့စကားတော်အတိုင်းအသက်ရှင်မှပဲသူကလက်ခံမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်လက်ခံတဲ့အရာကိုကျွန်တော်တို့ကရွေးချယ်ဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့လောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းပုံသဏ္ဍာန်ကိုဒီနေ့ပြောင်းလဲဖို့ရတဲ့သူကိုယ်တိုင်ကလည်းကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့သွန်သင်ပြီးသွားပြီဒါကြောင့်ကျွန်တော်တို့ဒီသူ့ရဲ့အသွေးတော်နဲ့ရွေးဝယ်ချီခံရတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးဒီခရစ်တော်အတွက်ပဲသက်ရှင်မှုဖြစ်တယ်ကျွန်တော်အရင်တော့ကလူမျိုးဆွဲခဲ့တယ်မှန်တယ်ဒါပေမဲ့ခရစ်တော်ကိုရှားတဲ့အခါမှာစစ်မှန်တဲ့ဧဝံဂေလိတရားကိုကျွန်တော်ကြားတဲ့အခါမှာကျွန်တော်အထဲမှာအဲ့ဒီလူမျိုးကြီးပျောက်သွားတယ်နံပါတ်1ဘယ်သူဖြစ်လဲဆိုရင်ခရစ်တော်ဖြစ်ပေါလုကဒီလိုပြောပါတယ်ငါဒီခရစ်တော်နဲ့အတူလဝါကရိုင်မှာအသေးခံပြီးသို့တော်လည်းအသက်ရှင်သေး၏ထို့သောဆိုသောငါဒီကိုယ်တိုင်မရှိခရစ်တော်ငါ၌ရှင်တယ်အဲ့ဒါကသူကယ်တင်ခြင်းရပြီးမှပြောတဲ့စကားကယ်တင်ခြင်းမရခင်အရင်တော့ကသူ့ထဲမှာမရှင်နေတာလေငါရှင်နေတာငါရှင်လို့သူယုံကြည်သူတွေကိုညှင်းဆဲထောင်ထဲထည့်တာလေငါတို့ဂိုင်းကနာငါတို့ယူဒဘာသာဝင်တွေရဲ့လောသူထဲတယ်လေဒါပေမဲ့သူကယ်တင်ခြင်းရတဲ့အခါမှာအဲ့ဒီအရာအားလုံးကဘာဖြစ်လဲထွက်သွားပြီးတော့မှနံပါတ်1ပါလေခရစ်တော်ငါ၌ရှင်တယ်အာမင်ဒါတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ကပဲဒီနေ့ကျွန်တော်ကိုအသက်ပေးတာသူဒီထဲမှာလာရှင်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တော့လူမျိုးရင်းနဲ့ပတ်သက်လာရင်လူမျိုးရင်းနဲ့ပတ်သက်လာရင်ဘုရားနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဘာကိုရွေးချယ်ရမလဲဘုရားကိုပဲရွေးချယ်မှုဖြစ်တယ်ဘာကြောင့်လဲသူအဖို့ခပေးတာတင်းရဲ့ဆရာကမကယ်ပါဘူးတင်းရဲ့ဂိုင်းကနာကတင်းကိုလဝါကရိုင်မှာတင်းတော့မသိပေးပါဘူးခရစ်တော်ကပဲသိပေးတာခရစ်တော်ရဲ့အသွေးတော်အားဖြင့်ပဲကျွန်တော်တို့ကဖြောင့်မတ်တော်သူဖြစ်တာဒါကြောင့်ခရစ်တော်ရဲ့ယေရှုတရားတွေကိုစော်ကားမိတော်သူပဲဖြစ်ဖို့ရတဲ့ဒီကနေ့ကျွန်တော်အားပေးချင်တာဖြစ်ပါတယ်ခရစ်တော်ကိုမရခင်မှာကျွန်တော်တို့ကြိုက်တယ်လို့အသက်ရှင်ခဲ့ကောင်းရှင်ခဲ့မှန်တယ်ဒါပေမဲ့ခရစ်တော်ကိုရပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ကဘုရားအတွက်အသက်ရှင်ဖို့လိုတယ်ထွမြောင်းရာ32ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဣသရေလ12မျိုးကိုအီဂျစ်ပြည်ကနေမောရှေကပေါ်ထုတ်လာနော်ကျွန်တော်တွေ့ရတယ်တိနာတောင်ရောက်တဲ့အခါမှာမောရှေဘာယူလဲသွားယူလေမောရှေပြည့်ရတော့ဆေပါသွားယူလေဆိုမောရှေသွားယူနေတဲ့အချိန်မှာအဲ့ဒီအဖွဲ့ကအာရုံပါပြောလဲဆိုငါတို့အေဂုတ်ပြည်ကနေကေထုတ်တဲ့ဖျားလုံးနော်ငါတို့လုံးရအောင်ဆိုပြီးတော့မှပါလာတဲ့ရွှေတွေအရေးချိုးပြီးတော့မှနွားရုံလုံးကြတယ်ဥဇော်ကြတယ်အဲ့ဒီထဲမှာဘယ်သူပါလဲအာရုံပါလေအာရုံသူကိုယ်တိုင်ပါတယ်သူကိုယ်တိုင်ဥဆောင်နေတာသူကိုယ်တိုင်အမှားလုပ်ခဲ့ဘုရားကပြောတယ်မင်းရဲ့လူမျိုးတွေဖောက်ပြန်နေပြီအောက်မှာတောင်းချ
ကျမ်းတွေရေးတယ်နော်ဆိုတော့မောရှေပြန်လာတယ်သူတို့လုံးနေတဲ့အရာအားလုံးတွေ့တယ်မောရှေတခွန်းနဲ့ပြောတယ်အားလုံးပြည့်လို့တယ်နော်12မျိုးလုံးပြည့်လို့တယ်ဒါပေမဲ့မောရှေတခွန်းနဲ့ပြောတယ်ဘလို့ပြောတာလဲဆိုရင်ဖျားဖက်ပြက်ပြက်ရက်မဲ့လို့ဒီဘက်ထွက်ခဲ့ကဲဆိုင်လာပြီနော်နေလဲလောက်ခဲ့တယ်မှန်တယ်ဒါပေမဲ့ဒီချိန်မှာဖျားဖက်ပြက်ပြက်သားရက်တိဖို့ရတဲ့ဆုံးဖြတ်ရတော့ဖျားဖက်ပြက်ပြက်ရက်တိမဲ့လို့ဒီဘက်ထွက်ခဲ့လို့ပြောတဲ့အခါမှာ12မျိုးထဲကဘယ်လိုမျိုးပဲထွက်လာလဲတစ်မျိုးပဲထွက်လာတယ်လေဝိမျိုးပဲထွက်လာဖျားဖက်ပြက်ပြက်ရက်တိတယ်လို့လေဝိအာရုံထွက်လာတယ်ဆိုတော့ဒီကနေ့နားလဲစေချင်တယ်လေဝိမျိုးဘုရားသခင်ကောင်းချီးပေးတယ်ဘာကြောင့်ကောင်းချီးပေးလဲလို့ဆိုဘုရားဘက်မှာပြက်ပြက်သားရက်တိလို့ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာလည်းသင်ကသိရဖြစ်ချင်းကိုရှင်းရှင်းလေးလေးသိနေဖို့လိုတယ်နော်ဒီကနေ့ယုံကြည်သူတချို့ကကိုယ့်ရဲ့ဖြစ်ချင်းကိုဘာမှမသိတာငါဘာကြောင့်အသက်ရှင်နေရလဲငါမသိချင်းကနေဘသူရွေးနှုတ်တာလဲဆိုတော့ကိုယ့်ရဲ့ဖြစ်ချင်းကိုမသိတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်အားပေးချင်တာကဒီကနေ့ကျွန်တော်တို့ဘုရားနဲ့ပတ်သက်လာရင်ပြည့်ပြည့်သားရက်တည်ဖို့ရတာလိုအပ်တာဖြစ်ပါတယ်ဘုရားသခင်ခိုင်းတာပါလေဘုရားစကားပဲခိုင်းကနာရဲ့စကားကဒီလိုဖြစ်မယ်ဘုရားစကားကဒီလိုဖြစ်မယ်သင်ပါကိုရွေးပါလေဘုရားစကားကိုပြည့်ပြည့်သားရက်တည်ဖို့အားပေးတာဖြစ်ပါတယ်ဆိုတော့ညလည်းကျွန်တော်တစ်ချက်ပြောပြီးသွားပြီကျွန်တော်ဟိုမှာကျမ်းစာသွားတင်တဲ့အခါမှာကျွန်တော်နေတာ6လပဲနေတယ်အဲ့ဒီမှာကျွန်တော်အကြီးအကျယ်ပြဿနာတက်တယ်ဘာကြောင့်ပြဿနာတက်လဲဆိုရင်တမန်တရားကိုပြောလို့ဒါကြောင့်ပေါလုကဘာပြောလဲဆိုရင်ဂလာတိ4:15မှာလေငါသည်တဲ့တမန်တရားကိုဟောပြောသောကြောင့်တဲ့သင်တို့ဤယံသူဖြစ်တယ်လို့တဲ့တမန်တရားကိုမပြောခင်မှာသူရောက်နေတဲ့အချိန်မှာဟာညီကိုဘာဖြစ်တယ်ညာဖြစ်တယ်ဟာဟုတ်နေတာပဲဘာပြဿနာမှမတက်သေးဘူးဒါပေမဲ့သူစိတ်ပေါ်မှာတမန်တရားပြောတဲ့အခါမှာပြဿနာတက်လာတယ်တမန်တရားနဲ့လူတွေရဲ့လောကဘာမှမဆိုင်ဘူးတမန်တရားရဲ့တုံတင်ချက်နဲ့ဂိုင်းကနာရဲ့တုံတင်ချက်ကဘာမှမဆိုင်ဘူးဒါကြောင့်ဒီနေ့တမန်တရားကိုတုံတင်တဲ့သူတွေတမန်တော်ခန်းကြီး9ကိုကျွန်တော်တစ်ချက်ဖတ်ချင်ပါတယ်တမန်တော်ခန်းကြီး9အပိုင်းငယ်28မှာထိုနာမကိုအမိပြု၍မဆုံးမမသွန်သင်မိအကြောင်းငါတို့သည်သင်တို့အားချက်တဲစွာစီရင်မှာထားသည်မဟုတ်တော့ယခုကြည့်ကြယေရုရှလင်မြို့ကိုသင်တို့အယူဝါဒနှင့်ပြည့်စသည်ဖြစ်၍ငါတို့အပေါ်သို့ထိုသူ၏အသွေးရောက်စေခြင်းကသင်တို့ကြံစီကြပါတကားဟုမေးမြန်းပြောဆိုကြ၏အဲ့ဒီမှာကျမ်းတက်တဲ့ယေဘရဟိတ်တွေဘာပြောလဲဧဝံဂေလိတရားလိုက်ဟောနေတဲ့သူဘသူတွေဟောတာယူဒလူတွေကိုဟောနေတာအဲ့တော့ဧဝံဂေလိတရားကြားတဲ့လူတွေကကဲတင်ချင်းရကုန်ဟောဒါပေမဲ့တစ်ဖက်ကဘာချင်နေလဲဆိုမင်းတို့ရဲ့ဒီဧဝံဂေလိတရားဆိုတဲ့မာယွင်းတဲ့အယူဝါဒကတဲ့ဘာလဲဒီယေရုရှလင်မြို့ကိုပြည့်စေတယ်တဲ့ပြောင်းပြန်ဖြစ်နေဟိုဘယ်လိုပြောမလဲဟိုလူလိုပြောရင်ခက်ရိုင်းပြောမယ်ဆိုရင်တော့ဘယ်လိုလဲဆိုတော့ခွေးရလူကိုပြန်ဟစ်တာပေါ့မာယွင်းတဲ့အယူဝါဒကဘသူဝါဒလဲသူတို့ဝါဒဒါပေမဲ့ခရစ်တော်ခိုင်းတဲ့ဧဝံဂေလိတရားကိုဟောပြောတဲ့အခါမှာယူဒလူတွေယုံကြည်သူဖြစ်လာတယ်အဲ့ဒီယုံကြည်သူဖြစ်လာတဲ့အခါမှာဒီမှာရှိတဲ့ဖာရိရှဲတွေယေဘရဟိတ်တွေကမကြိုက်တော့မနာလို့တဲ့အဲ့တော့သူတို့ကိုဆွဆွဲတယ်ဗာလဲမင်းတို့ရဲ့မာယွန်းတဲ့အယူဝါဒတွေတဲ့ယေရုရှလင်မှာပြည့်နေပြီဒါကြောင့်အဲ့ဒီယေရှုရဲ့နာမကိုမဆုံးမသွန်နဲ့တော့ဆိုပြီးတော့မှသူတို့ဘာလို့လဲတားမိတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီလိုပါပဲဒီကနေ့ကျွန်တော်တို့တမန်တရားကိုပြောမယ်ဆိုရင်ရန်သူများမယ်ရန်သူမများဘူးချင်ဘူးဆိုရင်တော့တမန်တရားကိုမပြောနဲ့ပေါ့လူမှုရေးလို့ပေါ့ညကလည်းဘောလူကပြောပြီးသွားပြီငါသည်လူ၏အလိုတို့လိုက်တယ်လို့ဘုရားသခင်၏အလိုတော်တို့လိုက်တယ်လို့လူတို့စိတ်ကိုနုညွတ်စေခြင်းကရှာကြံတယ်လို့လူတို့စိတ်ကိုနုညွတ်စေခြင်းကရှာကြံသေးတယ်ခရစ်တော်ဤအစေခံကြုံမဟုတ်ပြီဒါကြောင့်တမန်တရားကိုပြည့်ပြည့်သားသားမဟုတ်ဘူးတမန်တရားမှာမရက်တည်တဲ့အမှုတော်ဆောင်ကခရစ်တော်ရဲ့ကြုံလုံးဝမဟုတ်ဘူးအဲ့ဒါကိုပိုင်းခြားနားလည်စေချင်တယ်ဘာကြောင့်လဲဆိုရင်အတုရောင်တွေများလို့ဒီနေ့ကျွန်
တော်တို့ကခရစ်တော်ရဲ့ဂျုံဆိုရင်တမန်တရားမှာပြည့်ပြည့်သားသားယက်တည်ဖို့ဖြစ်တယ်အာမင်ဘုရားသားဆိုရင်တမန်တရားမှာပြည့်ပြည့်သားသားယက်တည်ဖို့ဖြစ်တယ်ဘာကြောင့်လဲအဲ့ဒီတမန်တရားဒီယေရှုခရစ်ကိုယ်တိုင်ပဲဖြစ်တယ်အာမင်ယေရှုကဘာပြောလဲဆိုငါဒီတဲ့လမ်းခရီးဖြစ်တယ်တဲ့တမန်တရားဖြစ်တယ်တဲ့အသက်ဖြစ်တယ်တဲ့ယေရှုကိုယ်တိုင်တမန်တရားဖြစ်နေတာဒါကြောင့်ကျွန်တော်တို့ကတမန်တရားမှာပြည့်ပြည့်သားသားယက်တည်ဖို့ဖြစ်တယ်အာမင်ခရစ်တော်အတွက်အသက်ရှင်ဖို့ဖြစ်တယ်ချစ်တော်ညီကောင်မောင်နှမများဒါတော့ဒီအချိန်ကြီးကိုကြည့်ပါကျွန်တော်တို့လူမျိုးရေးတွေလုံးရမယ့်အချိန်မဟုတ်ဘူးအချိန်တွေကအရန်ကြီးနေပြီဒါကြောင့်တင့်ကိုတင်ပြန်ဆန်းစစ်ဖို့ဖြစ်တယ်ငါဘလောက်လုပ်ပြီးသွားပြီလဲခရစ်တော်ငါ့ကိုခိုင်းတယ်သူ့ရဲ့နိုင်ငံတော်အတွက်အသက်ရှင်ဖို့ငါဘလောက်လုပ်ပြီးသွားပြီလဲဒါကိုကျွန်တော်တို့စဉ်းစားဖို့စဉ်းကျင်ဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တက်တာထဲမှာလည်းဒီနေ့ဘုရားသခင်ကျွန်တော်ကိုအပြည့်ပြုပြင်ပေးတဲ့အရာရှိတယ်ဘယ်လိုပြုပြင်ပေးလဲဆိုရင်လွယ်လွယ်မပြုပြင်ပေးဘူးနော်ဟိုကြက်တိတ်ကြမ်းတမ်းတာတိတ်ကြမ်းတမ်းတာအိုးအတိုက်ခိုက်တွေအများကြီးခံရတယ်အတိုက်ခိုက်တွေအများကြီးခံရတဲ့အခါမှာကျွန်တော်မျက်ရည်ကျတယ်ဆူတောင်းတယ်ကျွန်တော်ဘက်မှာဘယ်သူမှမရှိဘူးကျွန်တော်ဘက်မှာဘယ်သူမှမရှိဘူးကျွန်တော်ရဲ့ဆွေမျိုးတိုင်းဝိုင်းတွေလည်းမရှိဘူးကျွန်တော်တယောက်တည်းဖြစ်တယ်ကျွန်တော်လည်းကျွန်တော်အဖေနှစ်ယောက်တည်းပဲနှစ်ယောက်တည်းအခုကျွန်တော်ချင်းတောင်မှာကျန်းစာကြောင်းလုပ်တယ်ဘယ်သူမှမကြိုက်ဘူးအဲ့ရလူတွေလည်းမကြိုက်ဘူးဒါပေမဲ့ဘယ်သူတွေကြိုက်လဲလို့ပြောရင်အတင်းသားတွေကြိုက်တယ်ရွာသူရွာသားအားလုံးကြိုက်တယ်မကြိုက်တာကခေါင်းဆောင်ပိုင်းတွေမကြိုက်ဘူးဘာကြောင့်မကြိုက်လဲဆိုရင်ဒီမှာကျန်းစာကြောင်းရောက်လာပြီဆိုငါတို့လက်မခံတဲ့သူတွေဒီကျန်းစာကြောင်းထဲဝင်လာမယ်တွန်တင်မယ်သူတို့ပြောသလိုပေါ့ခုနဟိုဖွဲ့ပြောသလိုပေါ့မာရင်းနဲ့ဩဝါဒတွေဒီထဲဝင်လာမယ်ပေါ့ဒါသူတို့ရဲ့ပြောဆိုချက်ဒီကနေ့ကျွန်တော်ကျန်းစာကြောင်းလုပ်တဲ့အခါမှာတိုက်ခိုက်ခြင်းများစွာခံရတယ်ညီကိုမောင်နှမတွေရဲ့နော်ဟိုအဲ့ဒီလိုကြားတယ်ဆိုတော့မင်းချင်းချင်းတွေလည်းကျွန်တော်အများကြီးခံရတယ်ဒါပေမဲ့ကျွန်တော်လူတွေကိုမပြောပါဘူးဘုရားသခင်ကိုပဲပြောတယ်ဘုရားသခင်ကိုတော့သိတယ်နော်ဒီနေရာမှာကျွန်တော်အေဝံဂေလိလောက်တာအေဝံဂေလိစီတာချစ်ခံရတယ်နော်ဒီမှာကျွန်တော်ကြည်တာပြောင်းဆုံးသောဝိညာဉ်တွေအများကြီးရှိတယ်အမိခံခရိယန်တွေအများကြီးရှိတယ်ဧဝံဂေလိတရားကိုမကြားတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်ဒီနေရာမှာဧဝံဂေလိဝင်ငှလို့မရဘူးသူတို့ရဲ့စီတာချင်းကိုခံရတယ်ဘုရားသခင်ပေါ်ပြလာတယ်ဒီမှာတပည့်တော်ဖြစ်တင်တန်းကြောင်းလို့ကျမ်းစာကြောင်းလို့ပေါ်ပြလာတဲ့အခါမှာကျွန်တော်ပတ်စံမရှိ9သိန်းပဲရှိတယ်9သိန်းပဲရှိတယ်ဆိုတော့အဲ့ဒီဘက်ဖို့တူတဲ့သူကတော့ကျွန်တော်အမေနဲ့အမျိုးချင်းတူနေတာကျွန်တော်သွားပြီးတော့မှသွားပြောပြတယ်ဦးလေးရေဦးကြီးပါဘာပဲဖြစ်ဖြစ်ကျွန်တော်စီမှာ9သိန်းရှိတယ်ဒီຢာလေးနဲ့ကျွန်တော်ကိုမြေလေးရေတူပေးနောက်မှကျွန်တော်တတ်နိုင်တဲ့လောက်ဆက်မယ်ကျွန်တော်ပြောတဲ့အခါမှာသူကလည်းရတယ်အမှုတော်မြတ်အတွက်ဆိုငါလည်းလုပ်မယ်ဆိုပြီးတော့မှသူကတူးပေးတာသူ့ရဲ့ဓာတ်စီနဲ့တူးပေးတယ်အဲ့တော့ဒီပီပါတစ်လုံးကို2သိန်းခွဲပေါ့နော်အဲ့တော့အဲ့ဒီလိုချိန်မှာသူကတူးပေးတယ်သူပတ်စံတဲ့သူကျွန်တော်လည်းပေးစရာမရှိတော့ဆိုတော့သူတူးပေးနဲ့ဘယ်တော့ကုန်သွားလဲဆိုတော့သိန်း90လောက်ကုန်သွားတယ်အဲ့ဒါနဲ့ကျွန်တော်ကခံစားရတဲ့ကောင်းချီးမင်္ဂလာတရားတွေဖြည်းဖြည်းချင်းဆက်တာပေါ့အဲ့ဒီလိုဆက်နေရင်လည်းကိုနော်ယောက်ျားလေးဆောင်မိန်းကလေးဆောင်ပြီးသွားပြီဒါကဘာလဲဆိုဘုရားကပါနေတာဘုရားအတူပါရှိနေတာလူတချို့ကကျွန်တော်ကိုပြောတယ်ဘာကြောင့်အဲ့ဒီမှာလောက်တာလဲဒီလောက်6သွင်းတဲ့နေရာဘာမှမရှိတဲ့နေရာမှာဘာလို့အဲ့ဒါလောက်တာလဲတဲ့ပတ်စံသိန်း300 500ပုံခံပြီးတော့ဘာလို့လောက်တာလဲတဲ့မြန်မာပြည်မှာလောက်ပါရန်ကုန်မှာလောက်ပါလားတဲ့အေးကျွန်တော်ပြောလိုက်တယ်ဘုရားကငါ့ကိုရန်ကုန်မှာလောက်ဖို့မဖွင့်ပြဘူးလို့ဒီမှာလောက်ဖို့ဖွင့်ပြတာလို့ဘန်ကောက်ကျွန်တော်ရောက်လာဒီကိုလာဖို့ရအတွက်ကျွန်တော်ဗီဇာစောင့်နေတဲ့အချိန်မှာလူတစ်ယောက်က USA ကနေပေပန်းခံပြီးတော့ကျွန်တော်ဖုန်းဆက်ရှာဟာညီကိုရမြို့ဘုရားရန်သုံးပြုတယ်နော်တဲ့ဝမ်းသာပါလေလို့အိတ်ဒါပေမဲ့ငါကြံပေးမယ်တလားတဲ့ပြီးရင်ချင်းတော့မှာကျန်းစာကြောင်းလို့တာဘာလို့မှလည်းမလုပ်နဲ့နော်လှိုင်သားရမှာလုပ်ဒါဆိုအများကြီးလာတတ်မှာတဲ့လှိုင်သားရမှာကြိုက်အများကြီးလာတတ်ချင်းတော့မှာမင်းလို့ရင်ဘယ်သူမှလာတတ်မှာမဟုတ်ဘူးတဲ့ဆိုတော့အဲ့ဒါဘယ်သူစီကလာတဲ့အတန်လဲဆိုရင်စာရန်စီကလာတဲ့အတန်ဘာကြောင့်လဲဆိုရင်စာရန်ကတိတ်ကိုပထမဆုံးဘာလို့မှလဲမြောက်မှာအကောင်းပြောမှာမြောက်ပြီးတော့မှသူကဘတ်ဆိုရိုက်ချမှာ
အဲ့ဒါတေဖို့တာပြင်လာတော့ဟုတ်လားအေးဒီနေ့ကြောက်ဆုံးတဲ့ဝိညာဉ်တွေကိုဖန်ဖို့ရတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုစေခိုင်းပြီးတာဒါကျွန်တော်တို့ကဘုရားရဲ့အတန်နဲ့ပဲတွားဖို့လိုတယ်ဘုရားရဲ့အတန်ကိုပဲနားဆွင့်ဖို့လိုတယ်ဒီနေ့လူတွေရဲ့အတန်ကအများကြီးလာမယ်တင်ချင့်ချင်ရမယ်ဘာနဲ့ချင့်ချင်ရမလဲလို့ပြောရင်တမန်တော်နဲ့တင်ချင့်ချင်ရမယ်နော်တချို့လူတွေကကိုယ့်ကောင်းစေချင်တယ်လို့နဲ့အောက်ခြေကိုဖြတ်ကနေရိုက်ချလိုက်တဲ့လူတွေရှိတယ်နော်ဒါကြောင့်ဒီနေ့ကိုအကောင်းပြောတိုင်းလည်းအရန်ခွာရမယ်တချို့လူတွေကြတော့လည်းအရန်မြောက်တာကြိုက်ကြအောင်နော်ဟောဒီနေ့ဝိလာတာရန်လာတာပဲဘာပါတိတ်နဲ့ညာပါတိတ်လဲဆိုမပြီးတော့ဘူးနော်အရန်ဝမ်းသာတာအဲ့ဘွဲလည်းရှိကြအောင်ဆိုအဲ့ဘွဲမှာဖွင့်လဲဆိုရင်ချူမိုင်မို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 င်ဟုတ်လားကလေးလေးတွေကဒါပဲကြိုက်တာလေဒါပဲကြိုက်တာမြောက်မယ်အကောင်ပြောမယ်ဒါပဲကြိုက်တာကိုနဲ့တိုက်ဆိုင်တာပြောပြီးဆိုရင်တော့နှာခေါင်းစုအဲ့တော့ပေါလုကပြောတယ်ဒီပြေငါမှာဒီစနစ်လောက်ကနေကြည့်မယ်ဆိုရင်သင်တို့ဒီတဲ့ဆရာအစင်းတို့ရောက်တဲ့တော်သူဖြစ်တော်လေတဲ့တို့ကိုသာသုံးဆောင်ကြသည်ဤဟုတ်တယ်နေပြောတာကဲဒီချင်းရတာ1992တုန်းကအရန်ကြာပြီအခု2020နှစ်ပေါင်းဘယ်လောက်ရှိပြီလဲအများကြီးရှိပြီဒါပေမဲ့နေ့ရဲ့အဆင့်ကတဲ့ဆရာအဆင့်ကိုရောက်တဲ့တော်သူဖြစ်냐တော်လေနေကတဲ့နှကန်းဝေးတာဖြူသွားတာတဲ့နေကကလေးလေးအဆင့်ပဲဘာကိုပြောချင်တာလဲဝိညာဉ်ရေးရနော်ဒါကြောင့်ဒီနေ့ဝိညာဉ်ရေးရကြီးထွားခြင်းကလည်းအရေးကြီးတယ်ကျွန်တော်တို့အသက်တာထဲမှာဒီတမန်တရားနဲ့ချင်းချင်းတက်ဖို့ရန်ဒါသိအရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ခရစ်တော်ခိုင်းနေတဲ့အရာကပါလေဒီနေ့သူ့အတွက်အသက်ရှင်ဖို့ပဲဖြစ်တယ်သူ့ရဲ့နော်ကယ်တင်ခြင်းသူ့ရဲ့သတင်းစကားကိုကျွန်တော်တို့ကိုပြောစေချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ချစ်တော်ကြီးကိုမောင်နှမများကျွန်တော်အနေနဲ့နော်အားပေးချင်တာကကျွန်တော်တို့တွေဒီမွေးလာတဲ့ကနော်လောက်သူလူမျိုးဖြစ်မယ်မွေးလာတဲ့ကမသူလူမျိုးဖြစ်မယ်မွေးလာတဲ့ကကျွန်တော်တို့တွေဒီတဲ့လူမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကခရစ်တော်ရှိမှညီကိုမောင်နှမတွေပဲဖြစ်တယ်အာမင်ဆိုတမန်တော်အခန်းကြီးဂလာတိအခန်းကြီး3ကိုကျွန်တော်တစ်ချက်ဖတ်ချင်တယ်ဂလာတိအခန်းကြီး3ပိုင်းငယ်26 28ထိကျွန်တော်တို့ကြည့်တဲ့အခါမှာအဘယ်သို့နည်းဟုမူကားသင်တို့အပေါင်းသည်ယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏ခရစ်တော်၌ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည်ခရစ်တော်ကိုယူတည်ဝတ်ဆောင်သောသူဖြစ်ကြ၏ယေရှုခရစ်၌ယူဒလူမရှိဟေလသလူမရှိကျွန်မရှိလူလို့မရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌သင်တို့အပေါင်းသည်တလုံးတဝတည်းဖြစ်သည်အာမင်ခရစ်တော်ကိုကယ်တင်ပိုင်ရှိပြီးယုံကြည်လက်ခံတဲ့သူတိုင်းကတဲ့ဘာရှိလဲခရစ်တော်ရဲ့ဝိညာဉ်ရှိတယ်အဲ့ဒီခရစ်တော်ရဲ့ဝိညာဉ်ကဘာလဲဆိုရင်ကျွန်တော်တို့ကိုအသက်ပေးတော်သူဖြစ်တယ်အဲ့ဒီခရစ်တော်၌ကျွန်တော်တို့ကဗတ္တိဇံအတူတူခံတာနေကမတူနေကလောက်တူနေကကြီးတယ်နေကနော်ဘုရားဘာသာနဲ့ပြောတယ်နေနစားနဲ့ပြောတယ်လားအမျိုးတွေမတူပေမဲ့ခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကဘာတူသွားပြီလဲဖြစ်ချင်းတူသွားပြီဘာထဲမှာလဲခရစ်တော်ထဲမှာဒါကြောင့်ပါလဲဖယားသားတွေလို့ခေါ်တယ်ဒီနေ့နော်ကျမ်းစာထဲမှာလူမျိုးနဲ့ဖွဲ့တဲ့အသင်းတော်တွေကျွန်တော်တို့မတွေ့ရအောင်နော်တနည်းအားဖြင့်ကျွန်တော်တို့လောက်သူဆိုရင်လောက်သူအသင်းတော်တို့နော်ဘာလဲပြီးရင်မသူအသင်းတော်တို့ပြီးပါလေဟိုဖလန်အသင်းတော်တို့ကျမ်းစာထဲမှာဒီလူမျိုးကိုဗဟိုပြုပြီးတော့မှသွားတဲ့အသင်းတော်ကျွန်တော်တို့မတွေ့ရအောင်နော်ဒါမဲ့ဒီထဲမှာကျွန်တော်တွေ့ရတာပါလဲဆိုအေဖက်မျိုးကအသင်းတော်တို့နော်ဂိုရိတို့အသင်းတော်တို့ဒါမျိုးနဲ့ဆိုင်တဲ့အသင်းတော်တွေဒီတရားဘာမျိုးလဲဟမ်ယောရိအသင်းတော်ဆိုရင်လည်းဒါချမ်းစာထဲမှာဒါတွေ့ရတာဖြစ်တယ်ဟောညီတယ်ပေါ့ဗျာဒါမျိုးနဲ့ဆိုင်တဲ့သင်းတော်ဒါမဲ့ဒီကနေ့ကျွန်တော်တို့ကခရစ်တော်ရဲ့ကိုယ်အင်္ဂါထဲမှာရှိတဲ့ခရစ်တော်ရဲ့အင်္ဂါဖြစ်တဲ့လူတွေအသင်းတော်ကခရစ်တော်ကိုဗဟိုပြုတဲ့အသင်းတော်ဖြစ်နေရမယ်အာမင်လူမျိုးကိုဗဟိုပြုတဲ့အသင်းတော်ဆိုရင်ဒါတစ်ချက်စဉ်းစားတော့လူမျိုးကိုဗဟိုပြုတဲ့အသင်းတော်ဆိုရင်စဉ်းစားသင့်
ဒါကြောင့်ဒီကျွန်တော်တို့ယုံကြည်သူတွေအားလုံးကဗုဒ္ဓဘာသာကနေပြောင်းလဲတာပဲဖြစ်စေနတ်စားကနေပြောင်းလဲတာပဲဖြစ်စေဒီကနေ့လောက်စုလူမျိုးမတူလူမျိုးကနေပြောင်းလဲတာပဲဖြစ်စေကျွန်တော်တို့အားလုံးဒီခရစ်တော်ထဲမှာညီကိုမောင်နှမတွေဖြစ်တယ်နော်အသင်းတော်ဖြစ်တယ်တလုံးတစ်ဝတွေဖြစ်တယ်အဲ့ဒီလိုကျွန်တော်တို့အသက်ရှင်မှပဲကျွန်တော်တို့ရဲ့အသင်းတော်ကတိုးတက်လာမှာဖြစ်တယ်ဒီနေ့ဘာကြောင့်အသင်းတော်တွေကွဲလဲဘာကြောင့်ဒီကနေ့လူမျိုးတွေမတည့်ကြတာလဲဆိုရင်ဒီကနေ့ငါတို့ဆိုတဲ့ဇာတိစိတ်သဘောနဲ့အသက်ရှင်နေတဲ့အတွက်ကြောင့်ဒီနေ့ကွဲနေတာဖြစ်တယ်အေဖအခန်းကြီး6ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအေဖအခန်းကြီး6အပိုင်းငယ်31ကနေကျွန်တော်32ကြီးပတ်ချင်ပါတယ်ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်၍ကိုခင်ပွန်း၌မိဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တရားတကူတည်းဖြစ်ကြလိမ့်မည်ဤအရာသည်အလွန်နဲ့နေသောအရာဖြစ်ပြီထိုသောငါဆိုသောခရစ်တော်နှင့်အသင်းတော်ကိုရည်မှတ်၍ဆိုတည်းတဲ့ယောက်ျားသည်ကိုမိဘကိုစွန့်၍တဲ့โอเคနော်ဒီနေ့ကျွန်တော်တို့ယောက်ျားနဲ့မိန်းမနဲ့လက်ထပ်ကြတဲ့အခါမှာမိန်းမကကိုမိဘကိုစွန့်ပြီးတော့မှယောက်ျားစီကိုလာပြီးတော့ပူပေါင်းတဲ့အခါမှာယောက်ျားမိန်းမဆိုတဲ့နော်ပုဂ္ဂိုလ်နှစ်ယောက်ကတစ်ယောက်တည်းဖြစ်သွားတယ်ဆိုတော့အဲ့ဒီတစ်ယောက်တည်းဖြစ်ရခြင်းကတဲ့အဲ့ဒီမိန်းမကသူ့ရဲ့မိဘကိုစွန့်ပစ်တော့ကြောင့်အဲ့ဒီယောက်ျားနဲ့ပုဂ္ဂိုလ်တစ်ခုတည်းဖြစ်တယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ကခရစ်တော်နဲ့တသားတကိုယ်တည်းဖြစ်ဖို့ရတဲ့ကျွန်တော်တို့ဘာကိုစွန့်ရမှာလဲဘာစွန့်ရမှာလဲခရစ်တော်နဲ့တသားတကိုယ်တည်းဖြစ်ဖို့ဒီဟာကတဲ့ခရစ်တော်နဲ့အသင်းတော်ကိုရည်မှတ်ပြီးတော့ပြောရှင်းတာပါတဲ့ဒီကျမ်းပိုင်းဒါဆိုယုံကြည်သူတွေခရစ်တော်နဲ့တသားတကိုယ်တည်းဖြစ်ဖို့ရတဲ့ကျွန်တော်တို့ဘာကိုစွန့်ရမှာဇာတိစိတ်နေဇာတိစိတ်မစွန့်နေတော့ဝိညာဉ်ဆိုတဲ့ဘုရားနဲ့ကျွန်တော်တို့ကဘယ်လိုဖြစ်လို့တလုံးတကိုယ်တည်းဖြစ်နိုင်မှာလဲမဖြစ်နိုင်ဘူးညီကောင်မောင်နှမတို့မဖြစ်နိုင်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ဝိညာဉ်တော်ဆိုတဲ့ခရစ်တော်နဲ့ကျွန်တော်တို့ကတသားတကိုယ်တည်းဖြစ်ဖို့ရတဲ့ကျွန်တော်တို့အဲမှာရှင်နေတဲ့ဇာတိစိတ်သဘောတွေကိုစွန့်ပစ်မှပဲအဲ့ဒီဘုရားနဲ့ကျွန်တော်တို့ကတသားတကိုယ်တည်းဖြစ်နိုင်မှာဖြစ်တယ်အဲ့ဒီတသားတကိုယ်တည်းဖြစ်မှပဲကျွန်တော်တို့အသင်းတော်မှာဘုရားသခင်ကအလုံးလုံးမှာဖြစ်တယ်ဇာတိနဲ့သွားနေတဲ့အသင်းတော်ဇာတိနဲ့ဥဆောင်နေတဲ့အသင်းတော်တွေမှာဘုရားအလုံးလုံးဝမလုပ်ပါဘူးယောမအခန်းကြီး9အပိုင်းငယ်9ကနေ10ထိကျွန်တော်ဖတ်ချင်ပါတယ်အဘယ်ကြောင့်ဒီမူကဇာတိပဂရိစိတ်သဘောသည်ဘုရားသခင်နှင့်စန့်ကျင်ဘက်ဖြစ်၏ဘုရားသခင်ဤတရားလို့သူမလိုက်တဲ့ထိုမြတ်မကမလိုက်နိုင်ထိုကြောင့်ဇာတိပဂရိ၌ကျင်လေသောသူတို့သည်ဘုရားသခင်ဤစိတ်တော်နှင့်မတွေ့နိုင်ကြနော်ကျွန်တော်တို့ကဇာတိစိတ်သဘောနဲ့ပဲသွားမယ်ဆိုရင်ဘုရားသခင်နဲ့ကျွန်တော်တို့ဘယ်လိုမှမနီးနိုင်ဇာတိနဲ့အသက်ရှင်နေတဲ့သူတယောက်ကိုဘုရားသခင်သုံးလို့မရဘူးဇာတိနဲ့ဥဆောင်နေတဲ့အသင်းတော်ထဲမှာဘုရားသခင်အလုံးမလုံးနိုင်ဘာကြောင့်လဲဆိုဇာတိတွေပြည့်နေနေတာဖြစ်တော့ကြောင့်ဘုရားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးဒါကြောင့်ကျွန်တော်တို့ရောက်တိုင်းအသက်တာထဲမှာဒီကနေ့ကျွန်တော်တို့ရဲ့ဇာတိစိတ်သဘောတွေကိုစွန့်ပစ်ပြီးတော့မှခရစ်တော်လောကထဲမှာအသက်ရှင်နေတဲ့အချိန်မှာသူ့ရဲ့ဖြစ်ခြင်းနဲ့သူ့ရဲ့ပြောခြင်းတဲ့အရာတွေကိုစွန့်ပစ်ပြီးတော့မှခမဲတော်အတွက်သူအသက်ရှင်ခဲ့တယ်လို့မျိုးပဲဒီနေ့သင်နဲ့ကျွန်တော်ဒီလေကျွန်တော်တို့လှုပ်ချင်တာတဲ့ကျွန်တော်တို့စားချင်တာတဲ့ကျွန်တော်တို့သွားချင်တာတဲ့ကျွန်တော်တို့ရဲ့စိတ်သဘောစိတ်ဆန္ဒတဲ့ဒီအရာတွေကိုစွန့်ပစ်ပြီးတော့မှကျွန်တော်တို့ဘုရားသခင်အတွက်အသက်ရှင်ဖို့ဖြစ်တယ်ဒါမှပဲဘုရားရဲ့နိုင်ငံတော်နဲ့ကျေပြည့်နိုင်မှာဖြစ်တယ်ဒီနေ့ဘုရားသခင်သုံးနေတယ်အလကားမသုံးလူတိုင်းကိုလည်းဘုရားကအလကားမသုံးသူရဲ့စိတ်တော်နဲ့တွေ့တော်သူသူရဲ့နှုတ်ကပတ်တော်အတိုင်းတုန်တင်တော်သူသူ့ဘက်မှာပြည့်ပြည့်တသားယက်တည်တော်သူကိုသူကအသုံးပြုတာဖြစ်ပါတယ်အဆုံးသတ်နေနဲ့မဿဲအခန်းကြီး7အပိုင်းငယ်30လေးနဲ့အဆုံးသတ်ရှင်ပါတယ်မဿဲ7:30ငါပ၌မနေသောသူသည်ငါယံဘက်ဖြစ်၏ငါနှင့်အတူ
မစုမသေးသောသူသည်ဖြန့်ကျဲသောသူဖြစ်၏ငါပနိုင်မနေသောသူယေရှုကပြောနေတယ်ငါပနိုင်မနေသောသူကငါရဲ့ရံပတ်ဖြစ်တယ်ငါနဲ့အတူမစုမသိသောသူကဖြန့်ကျဲသောသူဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖခင်နဲ့ပတ်သက်လာရင်ကျွန်တော်တို့ဖခင်ဘက်မှာယက်တီဖို့လိုတယ်ဖခင်စကားနဲ့လူစကားယက်တီလာပြီဆိုရင်ကျွန်တော်တို့ဖခင်စကားမှာပြက်ပြက်သားသားယက်တီဖို့ဖြစ်တယ်ဘာကြောင့်လဲဆိုရင်သင်နဲ့ကျွန်တော်ဒီထိုခရစ်တော်ဖခင်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရတဲ့သူဖြစ်သောကြောင့်အဲ့ဒီဖခင်သားဒီလောကမှာဖခင်ထားရခြင်းရည်ရွယ်ချက်ကသူကောင်းကင်ကိုတက်ကြွသွားပြီဖြစ်တယ်သူ့ကိုယ်စားတင့်ကိုထားခဲ့တာဖြစ်တယ်ကျွန်တော်ကိုထားခဲ့တာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ဒီနေ့ဝိမဲ့နေတဲ့စပါးတွေပျောက်ဆုံးတဲ့ဝိညာဉ်တွေကိုဒီနေ့ဧဝံဂေလိဟောဖို့ဖြစ်တယ်သူ့ရဲ့မဟာစီခိုင်းချက်ကိုလှုပ်ဆောင်ဖို့ဖြစ်တယ်သူ့ရဲ့စိတ်တဘောသူ့ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့ရတဲ့ဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ကိုမိမ့်မာခဲ့တဲ့အရာဖြစ်တယ်အဲ့ဒီအရာအားလုံးကိုကျွန်တော်တို့ယုံကြည်သူအားလုံးဒီဖခင်ရဲ့စကားတော်အတိုင်းအသက်ရှင်ဖို့ဖြစ်တယ်အဲ့ဒီတော့အသက်ရှင်မဲ့ဖခင်ဘက်အသက်ရှင်မဲ့ဖခင်ဘက်မှာပြည့်ပြည့်သားသားယက်တည်မဲ့တမန်တရားဘက်မှာပြည့်ပြည့်သားသားယက်တည်မဲ့ဆိုရင်ဒီဖခင်ရဲ့အသုံးပြုခြင်းကိုခံရတော်သူဖြစ်မဲ့ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားတော်သူဖြစ်မဲ့ဖခင်ရဲ့နိုင်ငံတော်မှာတော့တွေ့မြင်ရမယ့်ဆုလက်တရဖူကတင်းအတွက်ဖြစ်တယ်ဆိုတဲ့နှုတ်ကပတ်တော်လေးကိုဒီကနေ့မှာဝင်ငါခွာပေးပါတယ်ဖခင်ဘက်မှာပြည့်ပြည့်သားသားယက်တည်တဲ့သူတွေဖြစ်ဖို့အရာတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်